မာတီဗီတာမင်ကိုဘယ်ချိန်တောက်ရင်ပို့ပြီးတော့ကောင်းလဲကိုယ့်ရဲ့ကျန်းမာရေးအခြေအနေနဲ့အာဟာရစုပ်ယူမှုပေါ်မူတည်ပြီးတော့ကွာခြားမှုရှိနိုင်တယ်ဒါပေမဲ့မာတီဗီတာမင်ကိုတောက်သုံးမှုအကောင်းဆုံးအချိန်ကိုကြတော့ကျွန်တော်အကြံပြုပေးခြင်းပါတယ်မာတီဗီတာမင်အများစုမှာအဆီပျော်ဝင်တဲ့ဗီတာမင်ဖြစ်တဲ့ဗီတာမင် A D E K တွေပါဝင်တယ်ဒီဗီတာမင်တွေကိုစုပ်ယူဖို့အတွက်အစာရည်နဲ့အူလန်းကြောင်းတွေမှာအဆီအနည်းငယ်လိုအပ်တယ်ဒါကြောင့်မာတီဗီတာမင်ကိုအဆီပါတဲ့အစာမနက်စာတို့မို့နေ့လေစာစားပြီးချင်းမှာတောက်သုံးပေးမယ်ဆိုရင်ခန္ဓာကိုယ်ကအာဟာရဓာတ်ကိုပို့ပြီးတော့စုပ်ယူနိုင်ပါတယ်။ချို့လူတွေကမနက်စာစားပြီးတာနဲ့ဗီတာမင်ကိုတောက်ဖို့မေ့တတ်ကြတယ်။မာတီဗီတာမင်မှာပါတဲ့ဗီတာမင်အချို့ကစွမ်းအင်ထုတ်လုပ်မှုမှာအရေးပါတယ်။ဒီလိုဗီတာမင်ဓာတ်တွေကိုနေ့လယ်ဘက်မှာတောက်တုံးခြင်းကတစ်နေ့တာလုံးမှာစွမ်းအင်ရရှိဖို့အတွက်အထောက်အကူပြုပါတယ်။ဒါပေမဲ့ညဘက်တို့မို့အိတ်ခါကြီးအချိန်မှာတောက်တုံးတာကတချို့တော်သူတွေကိုညအိတ်မပျော်တာတွေဖြစ်စေတဲ့အတွက်သတိထားတင်ပါတယ်။အကောင်းဆုံးအာနိသင်ကိုရရှိဖို့ဆိုရင်နေ့စဉ်နေ့တိုင်းမှာကပုံမှန်တစ်ချိန်ထဲမှာတောက်တုံးဖို့လိုအပ်တယ်။ဒါမှဒါခန္ဓာကိုယ်ကဗီတာမင်ကိုတသက်တည်းရရှိပြီးတော့စုပ်ယူနိုင်မှာဖြစ်တယ်ပြီးတော့ဒီဆေးဘူးကိုထုတ်လုပ်တဲ့သူတွေရဲ့ညွှန်ကြားချက်ကိုလိုက်နာဖို့လိုအပ်တယ်ဥပမာအစာနဲ့တောက်ရမယ်ရေများတောက်ရမယ်စသဖြင့်ပေါ့ကဲလို့ခုမှအစာရင်တို့မဟုတ်ဦးလန်းချောင်းနဲ့ပတ်သက်ပြီးတော့ပြဿနာရှိတယ်ဆိုရင်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့အသင့်တော်ဆုံးအချိန်ကိုရွေးချယ်တင်အချင်းချုပ်ပြောရမယ်ဆိုတော့အစာစားပြီးအထူးသဖြင့်အစီအနှဲငယ်ပါတဲ့မနက်စာတို့မဟုတ်နေ့လယ်စာစားပြီးတဲ့အချိန်ကတောက်တုံးတာကအာဟာရစုပ်ယူမှုအကောင်းဆုံးဖြစ်ပါတယ်နောက်ထပ်ဗာများမေးစရာရှိသေးလဲကျွန်တော် comment မှာမေးခဲ့နိုင်ပါတယ်ခင်ဗျ